အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးလင်းထန်ဖြစ်ပါတယ်အားလုံးကိုသခင်ယေရှုနာမနဲ့ကောင်းချီးပေးတယ်ဒီနေ့ကျွန်တော်ပြောရမယ့်အခေါင်းစဉ်ကတော့ School Open House ဖြစ်ပါတယ်ပမာနဲ့ရှင်းပြအမယ်ဆိုရင်တော့မိဘဆရာဆရာမများကျောင်းသားကျောင်းသူများတွေ့ဆုံမစ်စစ်ပွဲအကြောင်းဖြစ်ပါတယ်အခုကျွန်တော်ပြောမယ့်ဟာကနားမလည်တဲ့လူအတွက်ဖြစ်ပါတယ်ဒါပြီးရင် US မှာရှိတဲ့မိဘတွေအနေနဲ့တော့လည်းကောင်းတကဘာလုံးမှာရှိတဲ့မိဘတွေကနားထောင်တင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ် Open House ဆိုတာပါလေ School Open House ဆိုတာပါလေကျွန်တော်ကြည့်ရအောင် School Open House ဆိုတာမိဘအော်ထင်းတော့မဟုတ်အော်ထင်းသူနဲ့ကျောင်းသားကျောင်းသူများကျောင်းကိုတွားပြီးဆရာဆရာမများနဲ့တွေ့ဆုံတဲ့ message ကြတယ်စာသင်ခိုင်းများကိုကြည့်ပြီးမှကျောင်းတစ်နေ့စာတစ်နေ့တာအကြောင်းတည်ရတဲ့ပွဲတစ်ခုတော့မဟုတ်အစီအစဉ်တစ်ခုဖြစ်ပါတယ်ကျောင်းသားမိဘဆရာဆရာမများကျောင်းသားကျောင်းသူတွေတွေ့ဆုံ message ပွဲဖြစ်ပါတယ်အဲ့ဒီ School Open House မှာကြတော့ကျောင်းသားတွေနဲ့သူတို့ရဲ့အဖေအမေတွေနဲ့ဆရာဆရာမတွေကတွေ့ပြီးမှmessage တဲ့အစဉ်စဉ်ဖြစ်ပါတယ်ကျွန်တော်တို့ School Open House ကဘယ်အချင်းချင်းပါပြီးဘယ်လောက်ကြာတယ်ဆိုတော့ကျွန်တော်ကြည့်ရအောင်ကျောင်းပေါ်မှာမူတည်ပါတယ် US မှာအများအားဖြင့်August လပထမပတ်တော့မဟုတ်ဒုတိယပတ်မှာသူတို့ကျင်းပလျက်ရှိတယ်ကြာချင်းကတော့တနာကြီးနဲ့နာရီလောက်ပဲကြာပါတယ်အခုကကိုရဲ့ကလေးတွေရဲ့ဆရာဆရာမတွေနဲ့အကုန်လုံးတွေ့ရပါတယ်သူတို့ရဲ့အခန်းတွေမှာတွားပြီးမှသူတို့ရဲ့ဆရာဆရာမတွေတွေ့ရပါတယ်ဒါကြောင့်တနာကြီးနဲ့နှစ်နာရီဝန်းကျင်လောက်ကြာပါတယ်ဒါပြီး School Open House မှာဘသူတွေကတွားတင်တယ်လေဘသူတွေကတွားမလဲဆိုရင်ကျွန်တော်ကြည့်ရအောင်အဲ့ဒီ School Open House မှာတွားမဲ့လူကတော့မိဘတော့မဟုတ်ရင်တော့အောက်ထင်းသူတွားတင်တယ်ဒါပြီးကျောင်းသားကျောင်းသူတွေကတွားဖို့ဖြစ်ပါတယ်အဓိကအဖြစ်အဲ့ဒီမှာတိဖို့ကတော့မတွားမဖြစ်မနေမဟုတ်ပါဘူးပြောချင်တာကတွားကိုတွားရမယ်ဆိုတာမဟုတ်ပါဘူးမတွားရင်လည်းပဲပြဿနာတော့မရှိဘူးအကြောင်းကနေတန်ပေးတာတော့မရှိဘူးဒါပေမဲ့ဒါကအာနာမဟုတ်ဘူးပေါ့နော်နံပါတ်၄မှာကျွန်တော်ကြည့်ရအောင်ဆရာဆရာမများကိုမေတ္တင်တဲ့မေခွေးများအဲ့ဒီနေ့မှာကျွန်တော်တွားတဲ့အခါမှာဆရာဆရာမတွေကိုကျွန်တော်မေတ္တင်တဲ့မေခွန်းကိုကြည့်ရအောင်မဲဆရာရှင်ဘလူးဆက်သွယ်ရင်အကောင်းဆုံးလဲဆိုတော့ဆရာဆရာမတွေကိုမေတ္တင်ပါတယ်ဒုတိယကနေတော့အင်စာမလောက်လာတာတော့ဒါမဟုတ်ရင်တော့စာမေးပွဲလွတ်သွားရင်ကျွန်တော်ကလေးတွေကိုဘယ်လိုကူညီမလဲဘယ်လိုလုပ်ပေးရမလဲဆိုတော့မေတ္တင်ပါတယ်ဒါပြီးရင်အိမ်မှာကလေးကိုဘယ်လိုကူညီပေးရင်ကျောင်းမှာတူးတဲ့မလဲအမတ်ကောင်းရမလဲအဲ့ဒါလေးကိုမေတ္တင်ပါတယ်မဲဆရာတော့အများကြီးရှိမိတာမဲအဲ့ဒီ၃ခုကတော့အရင်ရည်ကြည်တယ်လို့ကျွန်တော်ယူဆတယ်ဒါပြီးရင်ကျွန်တော်တို့နံပါတ်5မှာဆိုရင် School Open House တဲ့ရောက်ချင်းရဲ့အကျိုးကျေးဇူးများအဲ့ဒီ School Open House မှာတွားလို့ဘာရတယ်လဲကြည့်ရအောင်ပထမဆရာဆရာမများနဲ့တိုက်ရဲ့တွေ့ဆုံချင်းဒါပြီး message ချင်းကျွန်တော်ကအကျိုးရှိပါတယ်ဒါပြီးရင်ကျွန်တော်တို့email နဲ့ဆရာတယောက်ချင်းနော်စာပို့ဆရာမလို့တော့ပဲနဲ့အဲ့ဒီတရက်ထဲမှာပဲဆရာဆရာမတွေနဲ့အားလုံးတွေ့လို့ရတယ်နံပါတ်2မှာကျတော့ဒီနေ့ပေါ့နော်ဘာတွေတင်မလဲဆိုတာသိရချင်းပေါ့နော်အဲ့ဒီ2026-2020ခွင် Academy Year မှာသူတို့ဘာတင်မလဲဆိုတော့ကျွန်တော်ကအကျဉ်းအဖြစ်ကျွန်တော်သိရတယ်ဘာတွေတင်မလဲအင်စာဘလောက်ပေးမလဲအမဘလူပေးတယ်မလဲဘာပစ္စည်းတွေလိုမလဲဆိုတော့လေနော်ဆရာဆရာမတွေကရှင်းပြတယ်9မိနစ်ကနေ10မိနစ်လောက်သူတို့ရှင်းပြတယ်ပေါ့နော်
ဒါပြီးအနံပါတ်3မှာကျတော့အကျိုးရတာပါလဲဆိုတော့ဆရာဆရာမတွေနဲ့နော်ဆက်သွယ်တဲ့ညီလိုင်းအကောင့်ဆုံးကိုကျွန်တော်ကအဲ့ဒီမှာသိရတယ်ဥပမာဆရာမတအုပ်ချင်းစီကပေါ့နော် email တောင်းတယ်remind app တွေတောင်းတယ်ဆိုတာမျိုးသိရပြီးတော့အခက်ရှိလေဘယ်လိုဆက်သွယ်ရမလဲဆိုကျွန်တော်သိရပြီဥပမာဆရာမတွေကကျမကိုတော့မနေ့ရှိနေရင်နဲ့တောင်းနိုင်ရကြမှာခေါ်လို့ရတယ်ဆိုတော့အဲ့ဒီကြမှာပဲခေါ်လို့ပေါ့နော်email နဲ့ပို့ပြီးတော့အဆင်ပို့ပြီးတယ်ဆိုတော့ email နဲ့ပို့ရတယ်အဲ့ဒါကြောင့်အဲ့ဒါမျိုးကိုသိရတာဖြစ်ပါတယ်နံပါတ်4မှာကျတော့ကလေးတင်တဲ့စာတင်ခိုင်းကိုကျွန်တော်ကမြင်ရတယ်ကျွန်တော်ကလေးကပဲတင်စာတင်ခိုင်းမှနေရမလဲဆိုတော့မြင်ရတာဖြစ်ပါတယ်ကလေးအချင်းစရာတွေကိုလည်းသိရတယ်စာတင်ခိုင်းသိရတယ်လောကရုံးတွေအကြောင်းခါမတွေကိုကျွန်တော်ကကြည့်နိုင်ပါတယ်ဥပမာကျွန်တော်တို့ကလေးကကျွန်တော်တို့ဆိုင်ကရုံးနေရာတော့မှဘယ်လိုပြောရင်လဲပဲကိုကပုံဖော်လို့ရပြီအော်အဲ့ဒီနေရာမှာဆိုတာပုံဖော်လို့ရပြီအနံပါတ်5မှာကျတော့ club တို့ support တို့PTA ဘောနော် PTA ဆိုတာ parent teacher association လို့ခေါ်တယ်အဲ့ဒီအခြေအနေတွေကျွန်တော်ရလို့ရပြီဒါပြီးတော့ band တို့အာကစားတို့tutoring program တို့ကျောင်းပြီးမှအစဉ်စဉ်တွေ after school program တို့ဒါပြီးမိဘအဖွဲ့တွေရေဘောနော်ဆိုင်အားလုံးမဲ့ဟာတွေလေဘောနော်ကျွန်တော်ကသိနိုင်ပါတယ်ဒါပြီးကျွန်တော်တို့ကလေးတွေကအများဖြစ်ဒီမှာ elementary ဆိုတော့သူတို့မူလတန်းတွေရှင်တော့လေးဘာသာရှိပြီးတော့နောက်နှစ်ဘာသာတော့ elective လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ elective တွေကိုကျွန်တော်ကရွေးလို့ရတယ်ပြောင်းလို့ရတယ်အဲ့ဒီနေ့မှာကျွန်တော်သမီးကိုကျွန်တော်သားကိုကျတော့ခွဲနဲ့ကျွန်တော်ဥမာပေါ့နော်ဒီ volleyball တွေကိုယူချက်ချင်တယ်အဲ့လိုမျိုးပေါ့နော်ကျောင်းကနဲ့နော်ကိုရွေးလို့ရတဲ့ဘာသာတွေကိုပေါ့နော်ရွေးပေးလို့ရတယ်နံပါတ်6မှာဆိုရင်တော့ကျောင်းနဲ့ပူပေါင်းဆောင်ရွက်မှုစတင်ခြင်းပေါ့နော်ကျောင်းကအမေတန်းပြောတယ်ပေါ့နော်ကလေးတွေစာတက်ဖို့ဆိုရင်တော့မိဘတွေရဲ့ပါဝင်မှုကိုတို့အရင်လုပ်ချင်တယ်အဲ့ဒါကြောင့်မိဘကဒီ school open house မှာတည်ရောက်ခြင်းအဖြစ်ကျောင်းဒီအဖေမေတွေကကလေးကိုခရုဆိုင်တယ်ကျောင်းကိုခရုဆိုင်ဆိုတာပေါ့နော်ပြတ်တာဖြစ်ပါတယ်နောက်မှလည်းပဲကလေးနဲ့ပတ်သက်ရင်တော့ပေါ့နော်ကိစ္စတစ်ခုရှိဆရာဆရာမတွေကိုပို့ပြီးတော့လျော်အောင်ကျွန်တော်ဆက်သွယ်လို့ရပြီနံပါတ်9မှာကျတော့အခြားမိဘတွေနဲ့ message ရချင်းပေါ့နော်အခုတငယ်ချင်းအခုကလေးတွေရဲ့တငယ်ချင်းတွေရဲ့မိဘတွေနဲ့လည်းနော်hi နေကောင်းလားပေါ့နော်ကျွန်တော်ကတော့သူ့ရဲ့အဖေပါဘောနော်ပါတယ် message လုပ်ရပြီဘောနော်အဲ့လိုမျိုး message လုပ်ရတယ်ဒါပြီးလေကားတွေကို one c ချင်းအတူလိုက်ပို့ချင်းဘောနော်စာချက် one don အဲ့ဒါတွေကိုကျွန်တော်လုပ်လို့ရပြီဥမာဒီနေ့တော့ကျွန်တော်မအားသေးဘူးကျွန်တော်ကလေးကိုလည်းဘောနော်ချူပေးလို့ရမှာလားအဲ့လိုမျိုးဘောနော်ကျွန်တော်အစင်းစင်းတွေဆွဲလို့ရပြီဒါပြီးနံပါတ်6မှာကျတော့အဲ့ဒီ main ဘောနော်နံပါတ်6မှာကျတော့school open house မတည့်ရင်ဘာတွေလွတ်သွားနိုင်တယ်လဲအဲ့ဒါကြည့်ရအောင်ပေါ့နော်အဲ့ဒီ school open house မှာမသွားရင်ဘာဖြစ်တယ်လဲနော်ဘာကိုလွတ်သွားတယ်လဲပေါ့နော်ပထမဆုံးတိလွတ်သွားတာတော့ဗာလဲဆိုတော့ဆရာမတယောက်ချင်းစီကနေမျက်နှာချင်းဆိုင်မတွေ့ရချင်းဖြစ်ပါတယ်ဥပမာဆရာမနာမည်တော့ TV မှာသူ့မျက်နှာတော့မသိချင်းသူ့မျက်နှာတော့တိပေမဲ့သူ့နာမည်မသိချင်းအဲ့လိုမျိုးတွေပေါ့နော်ပေါ့နော်ပမာရေပြောတယ်နော်စိတ်နဲ့ကူကတခြားပြောတယ်ပေါ့နော်အဲ့လိုမျက်နှာကတခြားနားလေကတခြားဖြစ်နိုင်တယ်အဲ့ဒါကြောင့်ပေါ့နော်အချို့မှာကျတော့ email ပို့တဲ့ခါမှာလေနော်အခုမတိတဲ့သူတွေစီမှာပို့တယ်လို့ပဲခံစားရတယ်နံပါတ်2မှာကျတော့လွတ်သွားတာပါလဲဆိုတော့ဆရာဆရာမတွေရဲ့စီကိုင်းပေါ့နော်class ရဲ့စီကိုင်းအင်္ဂစာတို့မပေပုံပင်းတိုက်ရဲ့မကြရတော့ဘူးအချို့ကတော့ကလေးပေးတဲ့စာရွက်ကိုပဲအာကူပြီးတော့ဗောနော်ကလေးတွေဆိုတဲ့ခါတည်းကျတော့သူတို့စာအုပ်ကပျောက်တတ်တယ်ဗောနော်ဆရာဆရာမတွေကသူတို့ကလေးတွေစီကနေကျွန်တော်ကိုလာပို့တဲ့ဟာသူတို့ရဲ့ဘက်ထဲမှာလာပို့တဲ့ဟာဗောနော်ဗာလေဒီအိမ်မှာထားမယ့်ဟာတွေဗောနော်ကလေးတွေကခါတည်းပျောက်ခိုင်းတတ်တယ်အဲ့ဒါကြောင့်ဒါတွေလည်းကျွန်တော်လွတ်နိုင်တယ်ဒါပြီးနံပါတ်3မှာကျတော့လွတ်သွားတာကဗာလဲဆိုတော့ဆရာဆရာမတွေနဲ့ဆက်သွယ်ရမယ့်အကောင့်ဆောင်နည်းလိုင်းကိုကျွန်တော်မသိရတော့ဘူးဗောနော်ဒီအဲ့ဒီမှာဘယ်ချီမှာပူစတေလို့ကောင်းမလဲအဲ့လိုမျိုးမှာဗောနော်ကိုကအချိုးကြောင်းတွေကိုကျွန်တော်အဲ့ဒါလေးမကြားရတော့ဘူးအဲ့ဒီမသွားရင်နောက်မှာတော့ကြားလို့ရပေမဲ့ဒါပဲနောက်မှာကြားတော့ဗောနော်တခြားတွေလာတော့မှလေနော်အဲ့ဒါကြောင့်ဆရာမတွေအားလုံးနဲ့တခါတည်းတွေ့ဖို့တရက်ထင်တွေ့ဖို့ဆိုတာကတော့ခက်တယ် US မှာ
နံပါတ်၄မှာကျတော့လွတ်သွားတာပါလဲဆိုတော့ကလေးတွေရဲ့အချင်းစီကအတိုင်းပေါ့နော်အကြောင်းပတ်ကြည့်ခွင့်အကျိုးပေါ့နော်ပြောချင်တာကကလေးတွေနဲ့တူသွားပြီးမှသူတို့ရဲ့ခိုင်းကိုပေါ့နော်တူသွားတာမျိုးမရှိတော့ဘူးเนาะဆရာမတွေကိုတွေ့ပေါ့နော်အဲ့ဒါ message အဲ့လိုမျိုးမရှိတော့ဘူးပြောချင်တာကကလေးတွေအခန်းတန်းကိုအဲ့လိုမျိုးသွားတာမျိုးကပေါ့နော်တဲ့မရှိတော့ဘူးအဲ့ဒါလွတ်သွားတယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ကလေးတွေကပေါ့နော်ကလေးတွေရဲ့ပေါ့နော်ဒီသူတို့ရဲ့ class တွေသူတို့ရဲ့ activity တွေကိုလည်းကျွန်တော်ရဲ့ count ထဲမှာပုံဖော်ဖို့နေခဲ့လာပြီပုံမဖော်နိုင်တော့ဘူးပေါ့နံပါတ်5မှာကျွန်တော်လွတ်သွားတာပါလဲဆိုတော့အားကစားပေါ့နော်ဒါပြီး band တို့ member အဖွဲ့နော် member ရဲ့ group ပေါ့နော်ဒါတွေ parent group တွေဒါပြီးအဲ့ဒါတွေကကျွန်တော်တို့ information မရတော့ဘူးအဲ့ဒီခါကျတော့တပတ်နှစ်ပတ်သုံးပတ်အကြာမှပဲတခြားမိဘတွေစီကနေပြင်ပြီးတော့ကြားရတယ်ပေါ့နော်အဲ့လိုလုပ်ရတယ်လို့ရဆိုတာပေါ့နော်ကျွန်တော်ကနောက်ကျသွားပြီးမှပဲကြားရပြီပေါ့နော်နောက်ဆောင်ကတော့နံပါတ်6မှာကျတော့လွတ်သွားတာပါလဲဆိုတော့တခြားမိဘတွေနဲ့ပေါ့နော်မေဖွဲ့ခွင့်ပေါ့နော်တခြားမိဘတွေနဲ့ပေါ့နော်ကျွန်တော်ကမေဖွဲ့ခွင့်လေးကျွန်တော်ကလွတ်သွားတယ်ပေါ့နော်အခုကလေးတွေတငယ်အချင်းရဖေမေတွေလေးပေါ့နော်မတွေ့ရဘူးပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါပြီးလွတ်နိုင်တယ်ဒါပြီးရင်ကျွန်တော်တို့အဲ့လိုမျိုးschool open house မှာမတော်တဲ့ခါကျတော့ကျွန်တော်တို့ကြားတဲ့သတင်းတွေက second hand တွေပေါ့နော်first hand တွေပေါ့နော်မကြတော့ဘဲနဲ့ second hand တွေသူများကိုပဲမဲပြီးတော့အခုပဝန်းကျင်မှာနင်ဘယ်လိုလုပ်တယ်လဲအဲ့ဒါမျိုးတွေမဲပြီးတော့နော်ဆရာဆရာမတွေစီကနေလဲတိုက်ရဲပေါ့နော်မမေးရဲပေါ့နော်အဲ့လိုမျိုးနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့တင်ကြတာတဲ့ second hand ဖြစ်တဲ့ခါမှာနော်အမားလေးပါနေတယ်အဲ့ဒါကြောင့်ဒါကလုံးဝပေါ့နော်ဒီအကျိုးနဲ့ဆေးရဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့နောက်မှာလည်းဒီလိုကျွန်တော်မြတ်ပေးမှာဖြစ်ပါတယ်ဒီမှာနားထောင်တဲ့လူအားလုံးပေါ်မှာချီးတင်တယ်ဖရာသခင်အလိုရှိတဲ့စီနောက်မှပြန်တွေ့ကြမယ်နော်ဘိုင်